အားလုံးပဲမင်္ဂလာပါရှင် Mass Cafe with Teacher လွင်မကြိုဆိုပါရစေအခုဒီနေ့အတွက်တော့ဒီပု္ပ္ပစာလေးရဲ့ shortcut တွက်နည်းလေးကို share လုပ်ပေးသွားမှာဖြစ်ပါတယ်ရှင်ပေးထားတဲ့ sample လေးတစ်ခုချင်းစီတိုင်းပေါင်းခြင်းမှာသူ့ရဲ့အတွဲတွေကိုပေးထားပါတယ်ကျမတို့ကတစ်ခုချင်းစီရဲ့ဖြစ်နိုင်ခြေရှိရဲ့ကဏ္ဍတွေကိုစဉ်းစားတဲ့အခါမြန်မြန်နဲ့မှန်မှန်ရတဲ့ဟာမျိုးမဟုတ်တဲ့အတွက်သူကနည်းနည်းလေးပို့ပြီးတော့အချိန်ယူရမှာဖြစ်ပါတယ်အခုကျမရှင်းပြချင်တာကတော့မြန်မြန်နဲ့မှန်မှန်အဖြေရမယ့်နည်းလေးပဲဖြစ်ပါတယ်ရှင်ဆိုတဲ့အခါကျပထမဆုံးအနေနဲ့ဒီကဏ္ဍတွေကိုမစင်စားဘဲနဲ့ဒီပေးထားတဲ့အခြေအနေလေး၃မျိုးပေါ့နော် option လေး၃ခု circle triangle ပေါင်းခြင်း diamond circle ပေါင်းခြင်းပြီးတဲ့အခါကျတော့triangle diamond ပေါင်းခြင်းလေးတွေအားလုံးကိုချပေါင်းလိုက်တဲ့အခါတချို့တို့ကျမတို့ဒီမှာ circle shape က2ခုရှိပါတယ် diamond shape က2ခုရှိပါတယ်နောက်ထပ်တစ်ခုကကြတော့ square sorry ပါရှင် triangle shape လေးက2ခုဖြစ်ပါတယ်အားလုံးပေါင်းလိုက်တဲ့အခါကျတော့ကျမတို့10 carry on 1 2 to 60ရပါတယ်ဆိုတဲ့အခါတစ်ခုချင်းစီပေါ့တစ်ခုချင်းစီကိုပြန်ရှာမယ်ဆို circle ရယ် diamond ရယ် triangle လေးရယ်က30ရသွားပါမယ်ဆိုတော့ဒီမှာက shape က3ခုဒီမှာက2ခု။ဘာပြောင်းနေလဲဆိုလို့ရှိရင်ကျမတို့ circle ရဲ့ diamond ရဲ့ triangle ရှေ့မှာ diamond လေးပြောင်းနေပါတယ်။ပြောင်းနေတဲ့အတွက်3ခုပေါင်း30တွေကနေ22ကိုနှုတ်လိုက်လို့ရှိရင် answer က8ရပါတယ်။ဆက်ပြီးတော့ဒုတိယ option မှာပြောင်းနေရလေးက triangle လေးဖြစ်ပါတယ်ရှင်။ triangle လေးကိုလိုချင်ရင်3ခုပေါင်း30တွေက80ကိုနှုတ်တဲ့အခါကျတော့ answer က30 minus 18ဆိုတော့12ရပါတယ်နောက်ထပ် third option မှာပြောင်းနေတာ circle လေးဖြစ်ပါတယ်30တွေကနေ20နှုတ်လိုက်တဲ့အခါကျတော့10ရပါတယ်ဆိုတော့တကယ်လို့အဲ့ဒီ3ခုကိုပြန်ပေါင်းမယ်ဆိုရင်လည်းဒီက30လေးပြန်ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်